နိုင်ငံခြားကဒေါက်တာနဲ့တွင်းနေပေမယ့် ASK မှာလုံးဝ0ဖြစ်နေလို့ပြောခံနေရတဲ့တရုတ်စာမိမိကိုကဲပရိသတ်ကြီးတို့၏ MRTV4 မင်းသမီးတလဲဖြစ်တဲ့တရုတ်စာမိမိကိုကတော့ဒီနေ့တည်းထဲမှာရုပ်ရှင်ဇာတ်ကားကြီးတွေကိုစူးစမ်းမှုကောင်းနဲ့ပြည်ပြင်းအောင်ကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တာကြောင့်ပရိသတ်တွေအားလုံးရဲ့အားပေးခြင်းကိုခံနေရပြီပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းခုလိုမျိုးအောင်မြင်လာတဲ့မင်းသမီးတလဲဖြစ်ပေမဲ့လည်းမန်မာနနည်းနည်းလေးမှမရှိတဲ့မူရတွေကြောင့်ပဲပရိသတ်စီစီကအသေးပုံနေကြရပြီးသူမရဲ့ခြေရင်းနဲ့ပတ်သက်လို့လည်းအမြဲတမ်းပွပွလင်းလင်းချပြထားခဲ့သူတရားဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့မေမီယာနုပညာလမ်းကျောင်းပေါ်ပုံအာယုံဆိုင်နေတဲ့တွင်သူမရဲ့ရည်စားဖြစ်သူဒေါက်တာကျော်စင်ဟိန်းနဲ့လက်ထပ်ဖို့အထိကိုလည်းမစင်စားထားသေးပါဘူး။အဲ့ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကြော်ညာခဲ့တဲ့ကြော်ညာတစ်ပုဒ်ကြောင့်ပဲသူမဟာပုဂ္ဂိုလ်ရေးရာပရိသတ်အိုးစီကနေဆောက်အားခြင်းခံလိုက်ရပါတယ်။အဲ့ဒါကတော့မေမေတယောက်အင်္ဂလိပ်လိုပြောဆိုရိုက်ကူးရတဲ့ကြော်ညာဖြစ်တယ်လို့အင်္ဂလိပ်စကားပြောတဲ့အခါမှာလည်းစာချက်ပြီးပြောထားလိုမျိုးမြန်မာတန်ပေါက်နေကြတာကြောင့်ပရိသတ်ချို့ဟာမိမိရဲ့ချစ်သူကျော်စင်ဟိန်းကမတင် ကြားပေးဘူးလားဆိုပြီးတော့ပါမိကုန်းထုတ်လာခဲ့ပါတယ်။အဲ့ဒါပြင်သမားတော်ကြီးတူရဲ့ချစ်သူဖြစ်နေရတောင် East King မှာ0ဖြစ်နေလို့ဝိုင်းပြောနေကြတာကိုလည်းမိမိကကျွန်တော်ကအင်္ဂလိပ်ဆိုရင်တကယ်တမ်းစစ်တောင်မရဘူးဒါတောင်မနေချက်ထားတာဆိုပြီးတော့ပြန်လဲချေပခဲ့ပါသေးတယ်။ဆိုတော့ပရိသတ်ကြီးတို့လည်းမိမိတရားခုလိုအင်္ဂလိပ်စကားပြောဆိုတဲ့နေရာမှာအားနည်းနေရလားတမင်လောက်ထားလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။